အေးပေါ့အဲ့သူတို့ကမှဒီချာကလမ်းလေးပါရှာကြည့်ခဲ့ပြီးပြောခဲ့ပေါ့နော်ကိုနေဒါကြကားထားမှာကိုနေဒါကြပစ္စည်းထားမှာပြီးပြောခဲ့ဆိုလို့ကြောင့်မို့ ကိုတော်အကျဉ်းဝန်လေးကတော့မျက်နှာဝါ50အနောက်ကို150ဖြစ်ပါတယ်ရှင် အေးပေါ့ ဆောက်ဦးရတဲ့ရှယ်မိုက်ပေါ့နော်အရန်ကောင်းပေါ့နော်ဘာပဲတိုးလောင်တိုးလောင်အဆင်ပြေပါတယ်ရှင်လမ်းမမေးတင်ကလေးပဲဖြစ်ပါတယ်လမ်းမမေးတင်ကလေးပဲဖြစ်ပါတယ်ရှင်လမ်းမမေးတင်ကလေးတော့ဘာပဲအဆင်ပြေတယ်ပေါ့နော်ရှယ်ကြီးပဲအနောက်မှာလည်းထားပြီးတော့ကိုကနဲ့ကိုဆောက်ပြီးတော့ဒီမစတဲ့အဆင်ပြေပါတယ်ရှင်ကိုတော်ငါလေးဖြစ်ပါတယ်ဒီမှာ19နဲ့6လ19သိပေါ့နော်ပြောပေးလိုက်မယ်လေကောတိတိဆိုင်ပေါ့နော် ချာဆိုရတာပဲဖြစ်ပါတယ် လမ်းမှာရိုက်လိုက်အောင် လမ်းမှာပတ်သက်နေရကောင်းလိုက်တာအဲ့တော့တကားအစင်းနောက်စီ တကယ်လို့ညီတို့ကငါပြီးတော့အခုမှဒီအပြင်မှာလည်းတော့ပြည်ကတော့ဒါနဲ့ချိုးလို့ရတယ် အေးပေါ့ တကားတော့ဖြုတ်ချင်ဖြုတ်လို့ရတယ် အေးပေါ့ဘာကောင်းဝင်ငါပြောကပနလာချော 6လနဲ့တော့ ဟုတ်တယ် 6လနဲ့တော့ ဟုတ်တယ် ပြီးတော့တော့ငါတော့ အမေလမ်းမမေးတင်ရကိုတောင်ကိုတွဲကားတဲ့ဝင်လို့ရတယ်ပေါ့နော်လမ်းကားတဲ့ကျဲတယ်ပေါ့နော်